အားလုံးပဲ Omega Recap ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဇာတ်လမ်းကောင်းလေးတွေကြည့်ချင်ရင် Like and Follow လုပ်ပေးခဲ့ကြပါနော်။အောက်က comment ထဲမှာကိုကြိုက်နှစ်သက်တဲ့ movie တွေကိုရေးခဲ့ပါနော်။ Recap လုပ်ပေးပါမယ်နော်။ကဲအခုပြောပြမှာကတော့သူတို့က ATM ဆက်ကိုအရင်ဖွင့်တယ်။ပြီးတော့ဘာပက်ဆံမှမယူဘဲပြန်ပိတ်သွားကြတယ်။ဒါပေမဲ့နိုင်အနှဲငယ်ကြာတော့သူတို့ပြန်ရောက်လာတယ်။လူကယောက်ကဆက်ရှိမှရပ်ပြီးသူ့ဖုန်းကိုမြောက်ကင်ထားလိုက်တာနဲ့တပြိုင်နက် ATM ဆက်သေးကနေပက်ဆံတွေတရဆက်ထွက်လာတော့တာပဲ။တကယ်တော့သူတို့ကဆက်ကိုထိန်းချုပ်လို့ရမယ် software တစ်ခုကိုအထဲမှာလျှို့ဝှက်ထည့်သွင်းသွားခဲ့တာပါ။ဒါကြောင့်ဖုန်းကနေအချက်ပြလျှစ်လိုက်တဲ့အခါ ATM ဆက်ကပတ်စံထုတ်ပေးဖို့အမိန့်ပေးတယ်လို့ထင်သွားတာပေါ့။ဆက်သေးကနေဒေါ်လာ3,900,500ခန့်ကုန်သွားတဲ့အထိငွေစက်ကူတွေအဆက်မပြတ်ထွက်လာခဲ့ပါတယ်။ဒီလောက်ရတစ်ခုလုံးကိုလုံခြုံရေးကင်မရာ CCTV ထဲမှာအထင်အရှားမြင်နေရပေမဲ့လည်းဒီသူကိုယ်တွေကိုဘသူဘဝဆိုတာဒီနေ့အထိပေါ်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။ခွေးလေးတစ်ကောင်ဟာတရိษံစေကန်းရှိမှအပိပယ်ခံထားရပြီးတကူလုံးမှာလည်းလောက်တွေဆွဲလို့ပေါ့။စေကန်းကသူ့ကိုတန်ချင်းရေးလုပ်ပေးပြီးတဲ့နောက်မှာတော့ခွေးမလေးရဲ့ရှေ့ခြေတော်နှစ်ဖက်လုံးမရှိတာကိုစေရာဝန်ကတွေ့လိုက်ရတယ်။သူမကနောက်ခြေတော်နှစ်ဖက်နဲ့ခုံဆွရှောက်သွားလို့ရပေမဲ့အဲ့ဒီလိုလုပ်တာကသူမရဲ့ကြောရိုးနဲ့အစစ်အမိတွေကိုဖိအားဖြစ်စေပြီးရေရှည်မှာထိခိုက်နာကျင်စေနိုင်ပါတယ်။ဒီအကြောင်းကိုအသက်12နှစ်အရွယ်ကောင်လေးတယောက်သိသွားတဲ့အခါသူပိုင်ဆိုင်တဲ့လီဂို3လေးတွေကိုတုံးပြီးအောက်ခံတစ်ခုကိုတိစောက်ခဲ့တယ်။အဲ့ဒီနောက်ဘီးလိုက်ကအပေါ်ကနေပျော်ပြောင်းတဲ့အခန်းလေးတွေထည့်ပြီးအလုတ်ထိမဲ့ wheelchair လေးတစ်ခုဖန်တီးပေးခဲ့ပါတယ်။ပထမတော့ခွေးမလေးကအဲ့ဒီ wheelchair ကိုစမ်းကြည့်ဖို့တော်တော်လေးကြောက်နေခဲ့တာပါ။ဒါပေမဲ့ကောင်လေးကမုတ်ကျွေးပြီးချောမော့တဲ့အခါမှာတော့သူမဟာ wheelchair လေးကိုဖြည်းဖြည်းချင်းယုံကြည်တက်လာပါတော့တယ်။ကောင်လေးကသူမကြီးလာတာနဲ့အမျှ wheelchair ကိုအရွယ်အစားအမျိုးမျိုးပြန်လုပ်ပေးခဲ့တယ်။လက်အနှဲငယ်ကြာလေ့ကျင့်ပြီးတဲ့နောက်မှာတော့သူမဟာဘာအနောင်အဖွဲ့မှမရှိပဲလွတ်လွတ်လပ်လပ်ပြေးလွှားနိုင်ခဲ့ပါပြီ။